အားလုံးပဲမင်္ဂလာပါဒီနေ့ညတော့ပွဲတင်နေတော်တော်များများရှိရဗျဒီချိန်ကနေပဲကျွန်တော်အကြိုက်တွေ့မိတဲ့ပွဲလေးတွေညီကိုတို့အတွက်အပေါင်းပြနိုင်မဲ့ပွဲလေးတွေကိုကျွန်တော်10ပွဲလောက်တော့ရွေးချယ်ပြီးတော့ထုတ်ထားတယ်ပေါ့နော်ကျွန်တော်လူတူရှင်းလေးပဲကျွန်တော်ပြောပြပေးသွားမယ်ညီကိုတို့အကြိုက်တွေ့ရဆိုလို့ရှိရင်တော့အိုက်ဆော့လို့ရပါတယ်ပထမဆုံးရွေးချယ်ပေးနေတဲ့ပွဲကဘလက်ကာနိုနဲ့ဥစာသူနာရဲ့စပိန်လာလီဂါပွဲတွေပေါ့နော်ဒီပွဲတွေမှာအေရှင်ဘလက်ကာနိုကနေပြီးတော့ဒီအနှုတ်80ဘော်ကြီးပေးရတယ်ကိုပေါင်းကြီးကလူအနှုတ်90တို့ပြီးပေးထားတယ်အေရှင်ဘလက်ကာနိုကလက်ရှိမှာအိမ်ဝတ်တဲ့ပွဲပဲရှုံးပြီးရဗျဒါပေမဲ့6ပွဲထိတည်ကြထားတဲ့အတွက်ကြောင့်မလို့ရမှတ်တွေရတဲ့လောက်မရဘဲနဲ့လက်ရှိမှာအဆင့်73ထိရောက်နေတာပေါ့နော်ဒီပွဲမှာတော့နိုင်ပွဲယူနိုင်မလားဆိုပြီးကြည့်ရမယ်တစ်ဖက်ကအိုဆာသူနာကလည်းအိမ်ပွဲပဲကောင်းတာဗျအဝေးပွဲမှာဆိုလို့ရှိရင်လက်ရှိချိန်ထိတပွဲမှမနိုင်သေးဘူးနှစ်ပွဲတည်ကြတယ်10ပွဲထိရှုံးလာတယ်ရာကိုကလည်း3ပွဲပဲရှိတဲ့အတွက်ကြောင့်မလို့အိုဆာသူနာအနေနဲ့ဘလက်ကာနိုကိုသွင်းနိုင်မယ်လို့ကျွန်တော်မထင်ဘူးဆိုတော့ကိုသွင်းနိုင်မယ်ဆိုလို့ရှိရင်လည်းဘလက်ကာနိုဘက်ကပဲကိုသွင်းနိုင်မယ်လို့ကျွန်တော်ထင်တယ်ဘလက်ကာနိုကအိမ်ပွဲမှာ6ပွဲထိတည်ကြထားပြီမယ်ပြောရရင်နိုင်တဲ့ပွဲတွေဗျဒီဂီတာဖေးတို့ဗလန်စီယာတို့ဒီလိုပွဲတွေမှာဓမ္မဘိုင်းမှာဝမ်စီနေနဲ့အနိုင်ခံပြီးတော့မှဒုတိယပိုင်းမှာဂိုးတွေပြန်ပေးရပြီးတော့တေးရီချခဲ့တာပေါ့နော်ရီရဲတို့ရီရဲပတ်တစ်တို့ဘာတီလိုနာတို့ကိုလည်းအိမ်ဝင်းမှာတေးကန်ထားတဲ့ဘလက်ကာနိုကအိမ်ဝင်းချေသွားတော့ကျွန်တော်ယုံကြည်ခြင်းနဲ့ဘလက်ကာနိုဂိုးသွင်းနိုင်ပြီဆိုလို့ရှိရင်လည်းဥစာသူနာဘက်ကဂိုးပြန်ရမယ်လို့ကျွန်တော်မမြင်တဲ့အတွက်ကြောင့်မလို့ဒီပွဲကိုတော့အေရှင်ဘလက်ကာနိုပဲကျွန်တော်ကြိုက်တယ်နောက်ထပ်ပွဲတွေအနေနဲ့ UTC တွေအကိုမိုနဲ့ဒိုလိုပွဲကိုကျွန်တော်ရေးထားတယ်ဒီပွဲတွေမှာအေရှင်ကိုမိုကနေပြီးတော့1ပေါင်း40ပေါ်ဒီကြီးပေးရတယ်9ပေါင်းကြီးက2နှုတ်90ဆိုပြီးတော့ပေးထားရပါတော့ကိုမိုကလာမယ့်ရာသီမှာကျွန်တော်ဥရောပဝင်ခွင့်တနေရာကိုတော့ကျွန်တော်မျှော်လင့်ထားတဲ့အသေးပေါ့နော်ကိုမိုရဲ့ဒီရာသီခြေသွမ်းတွေကိုတော်တော်လေးသဘောကျတယ်အိမ်ခွင့်မှာဆိုလို့ရှိရင်လည်း9ပွဲနိုင်4ပွဲတည်တပွဲပဲရှုံးထားတယ်ပေါ့နော်ဘက်ကတွေတို့ကတော့3ပွဲခါအီတလီရှိရမှာရှုံးပွဲတွေ့ထားတယ်ဆိုတော့ဒီပွဲမှာတော့ပြန်ပြီးတော့တေးတမလောက်တော့ရယူမယ်လို့တော့ထင်ရတယ်ပေါ့နော်ဒါပေမဲ့ကိုမိုဘက်ကကြည့်မယ်ဆိုလို့ရှိရင်ဒီပွဲပြီးလို့ရှိရင်ကန်ရမယ့်ပွဲတွေနေမချောင်းဗျဖီယိုဒီနာနဲ့ကိုပါအီတလီကကန်ရမယ်အဲ့ဒီပွဲစဉ်ပြီးသွားပြီဆိုလို့ရှိရင် CA မှာအတလန်တာ AC ဖီယိုဒီနာဂျိုမက်တက်ထောက်လျှောက်ကန်ရမှာဗျ၄ပွဲဆက်ပွဲမချောင်းဘူးပြောလို့ရတယ်နောက်တစ်ချက်ကကြတော့လက်ရှိမှာကိုမိုကအဆင့်6ဗျအဆင့်9နဲ့အဆင့်4မှာရှိရဲ့ဂျိုမက်တက်နဲ့ရိုမာဒီဘက်မှာပွဲကြံနေတယ်ရိုမာဆိုလို့ရှိရင်လည်း AC နဲ့ကန်ရမယ်ဂျိုမက်တက်ဆိုလို့ရှိရင်လည်းနာပိုလီနဲ့ကန်ရမယ်ဆိုတော့ကိုမိုဒီပွဲနိုင်ပြီဆိုလို့ရှိရင်အပေါ်ကအသင်းတွေနဲ့ရမှတ်ပြန်ကတ်သွားဖို့အတွက်လည်းအလားအလာကောင်းသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီပွဲကိုတော့ကိုမိုအနိုင်ခံမလို့ကျွန်တော်မြင်တယ်ကိုဖြတ်မလားပဲကြည့်ရမယ်ပွဲလို့ကျွန်တော်ထင်တယ်ပေါ့နော်နောက်ထပ်ပွဲစဉ်အနေနဲ့လီဗာပူးဆင်နဲ့ဝါတာပရီမီရဲ့ပွဲကိုကျွန်တော်ရွေးထားတယ်ဒီပွဲစဉ်မှာအေရှင်လီဗာပူးဆင်ကနေပြီးတော့1ပေါင်း30ဘော်ဒီတီးပေးထားတယ်9ပေါင်းကြီးက3နှုတ်40ပေါ့နော်လီဗာပူးဆင်ရောဝါတာပရီမီရောကဒီ2026မှာနိုင်ပွဲမရသေးတဲ့အသင်းတွေပိုဆိုးတာလီဗာပူးဆင်ဆိုလို့ရှိရင်2026ဝင်တွေကရှုံးပွဲကြီးပဲ3ပွဲလောက်တွေ့ထားတယ်ပေါ့နော်ဆိုတော့ဒီပွဲမှာပြန်ပြီးတော့နိုင်ပွဲရှာဖို့လိုပြီဒါပေမဲ့တစ်ဖက်ကဝါနာပရီမီကလည်းလီဗာပူးဆင်ရောအများအားလို့ဒုက္ခပေးတတ်တဲ့အသင်းပေါ့နော်ဆိုတော့လီဗာပူးဆင်အနိုင်ခံမယ်ဆိုလို့ရှိရင်တော့ဝါနာပရီမီကိုခိုးပေးလို့မရဘူးဂိုးပေးလိုက်ပြီဆိုလို့ရှိရင်လီဗာပူးဆင်တေးကျသွားနိုင်တယ်ပေါ့နော်ဒီပွဲပြီးလို့ရှိရင်လည်းဗီလာရီယက်နဲ့ချန်ပီယံလိကန်မှုရှိရဲအဲ့ဒီပွဲရတဲ့အရေးကြီးရဲ့ဆိုတော့ကစားအားလည်းနည်းနည်းလေးထင်ကြသားမယ်လို့ကျွန်တော်ထင်တယ်နောက်တစ်ချက်အနေနဲ့ဒီနှစ်ကဲလုံးကတူညီတဲ့အချက်ပေါ့နော်လီဗာပူးဆင်ကလည်းဒီလိုမျိုး1တီတို့1ပေါင်း10 20အဲ့တော့ဘော်ဒီကြီးပေးတိုင်းမှာကိုအောက်လေးရှိတယ်လို့ဝနာပရီမီကလည်းအဝေးပွဲကနေပြီးတော့1ပေါင်း10 20လောက်နဲ့အောက်ကြီးနေရတဲ့အချိန်တိုင်းမှာကိုအောက်လေးရှိတယ်ဆိုတော့ဒီပွဲမှာလည်းကျွန်တော်ထိန်းကန်သွားပြီးတော့ဂိုးအောက်သွားမယ်လို့ပဲကျွန်တော်မြင်တယ်လီဗာပူးဆင်အနိုင်ထက်ကျွန်တော်ဂိုးအောက်ကိုပဲပိုကြိုက်မိတယ်3ခုထက်ကြော်မယ်လို့ကျွန်တော်မထင်ဘူးဒီပွဲကအလို့ဆုံး2C 2-1အဲ့လောက်ထက်မပိုဘူးလို့ကျွန်တော်မြင်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီပွဲကိုတော့ဂိုးအောက်ကိုပဲကျွန်တော်အရေးဆုံးပြီးတော့ရွေးချယ်ခြင်းတယ်နောက်တစ်ပွဲကတော့ Frankfurt နဲ့ Hoffenheim ရဲ့ပွဲပေါ့နော်ဒီပွဲမှာတော့တဲ့ Hoffenheim ကနေပြီးတော့တီးနှုတ်40ဘော်ဒီကြီးပေးထားတယ်9ပေါင်းကြီးကတော့3နှုတ်20ပေါ့Frankfurt ကလည်းလီဗာပူးဆင်လိုပဲ2026မှာနိုင်ပွဲလုံးဝမရသေးတဲ့အတင်းဒါပေမဲ့တိုက်စစ်ပိုင်ကတော့တော်တော်လေးဂိုးရတယ်လို့ပြောလို့ရတယ်တိုက်စစ်ပိုင်ကဂိုးတွေလွယ်လွယ်ကူကူပေးနေရတော့ဒါ Frankfurt အမှတ်တွေဆုံးရှုံးနေရပါတော့ကျွန်တော်အဲ့လိုပဲမြင်မိတယ်ဟော်ဖန်ဟင်းကလည်းဒီဟာဒီမှာဥရောပဝယ်ပွဲတနေရာကိုပြန်ပြီးတော့ချိန်ချောက်မဲ့အသင်းလက်ရှိမှာလည်းခြေစွမ်းတာကောင်းနေတယ်ဆိုတော့ Frankfurt အိမ်ဝဲမှာသိရေးကန်နိုင်မလားကျွန်တော်ကြည့်ရမယ်အစောပိုင်းမှာတော့ဒီပွဲက Frankfurt ဘက်ကနေပြီးတော့ body ရေးပေးထားတာဗျဒါပေမဲ့လက်ရှိမှာတော့ Hoffenheim ဘက်ကနေပြီးတော့ကြီးကြောပြန်ပေးကျွန်တော်အမြင်ပြောရမယ်ဆိုလို့ရှိရင်တော့ Hoffenheim ကြီးတအားအောင်နေလို့ Hoffenheim ကိုကြီးကြစေခြင်းလို့များအကျော်ပေးတာပေါ့နော်Frankfurt ကလက်ရှိမှာနိုင်ပွဲပြောင်းနေပေမဲ့အိမ်ဝဲမှာခြေသွားနေရမစိုးဘူးဗျာဆိုတော့ Frankfurt အိမ်ဝဲမှာတော့တည်တမတ်တော့အနေဆုံးယူနိုင်မယ်လို့ကျွန်တော်မြင်တယ်နောက်ဒီပွဲပြီးလို့ရှိရင် Champions League ကန်မှုရှိရဆိုပေမဲ့အဲ့ပွဲကလည်းမျှော်လင့်ချက်မရှိတော့ဘူးဆိုတော့ Bundesliga ကိုပဲပြန်ပြီးတော့ Frankfurt အားကိုစိုက်မယ်လို့ကျွန်တော်မြင်တယ်ကျွန်တော်ဒီပွဲကို Frankfurt ကိုပဲကျွန်တော်ရွေးချယ်ခြင်းနဲ့1-1
ကန်ကောင်းတော့ Frankfurt 2-1 လောက်နဲ့တော့ပြန်နိုင်သွားမယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်နောက်တစ်ပွဲတွေကတော့ Man City နဲ့ Wolves နဲ့ပွဲကိုကျွန်တော်ရွေးထားတယ်ဒီပွဲတင်မှာ Man City ကနေပြီးတော့အတူပေါင်း30ပေါ်ကြီးပေးထားတယ်ကိုပေါင်းကြီးက360 Man City ကနောက်ဆုံး4ပွဲဆက် Premier League မှာနိုင်ပွဲတောင်းထားတယ်ပိုဆိုးတာကအဲ့4ပွဲလုံးမှာ body ကြီးရောကိုပေါင်းကြီးရောအကုန်လုံးရှုံးထားတယ်ပေါ့နော်ဆိုတော့ဒီပွဲမှာတော့ body ကြီးလေးပဲဖြစ်ဖြစ်ကိုပေါင်းကြီးလေးပဲဖြစ်ဖြစ်တခုခုတော့အောင်နေပြီလို့ကျွန်တော်မြင်တယ်တစ်ဖက်ကဦးကလည်းနောက်ပိုင်းပွဲတွေလေးတွေမှာရက်လက်ပိုင်းပြန်ကောင်းလာတယ်ပေါ့နော်နောက်ဆုံး၄ပွဲမှာဆိုလို့ရှိရင်ရှုံးပွဲမရှိအောင်တော့ကစားထားတယ်။မန်ယူတေးကန်ထားတယ်လို့ကိုလီဗာပူးနဲ့အာဆင်နယ်ကိုလည်း2-1နဲ့ပဲကတ်ရှုံးခဲ့တာဗျာ။ဆိုတော့ခုအနေနဲ့ခြေစားပိုင်းလေးတိုးတက်လာတယ်ပေါ့နော်။ဒါပေမဲ့ခြေကတော်တော်လေးနှိမ့်ချနေတဲ့အချိန်မှာတော့မှအာဆင်နယ်တို့လီဗာပူးတို့က2-1နဲ့ပဲနိုင်ခဲ့တာဗျာ။ဆိုတော့အာဆင်နယ်တို့လီဗာပူးတို့ပေးထားတဲ့ body ရေးတိုင်းလက်ရှိမှာလည်းမန်စီးတီးဘက်ကပေးထားတယ်။ပြောရရင်မန်စီးတီးကလက်ရှိမှာခြေသွားနည်းနည်းလေးအကျပဲရောက်နေတဲ့အချိန်ဦးကကျတော့ခြေသွားပိုင်းတက်လာတဲ့အချိန်မန်စီးတီးအနေနဲ့ပေးမယ်ဆိုတော့မှ2ပေါင်း50အထက်လောက်ပဲပေးနေတယ်လို့ကျွန်တော်မြင်နေပေါ့နော်ဒါပေမဲ့2ပေါင်း30ပဲပေးထားတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ဒီပွဲကိုတော့မန်စီးတီးအနေဆုံး2ဂိုးဖြတ်မယ်လို့ကျွန်တော်ယုံတယ်နောက်တစ်ချက်အနေနဲ့မန်စီးတီးကတန်းစင်းဆောင်ကအသင်းအနေနဲ့တွေ့တဲ့အခါဆိုလို့ရှိရင်ဂိုးပေါ်တွေရှိအောင်လည်းတွေ့ရတယ်ဗျာဆိုတော့ကျွန်တော်ဒီပွဲကိုတော့ဒီရဲဆုံပြီးတော့ပဲကျွန်တော်ဂိုးပေါ်ကိုပဲကျွန်တော်တွေးချခြင်းတယ်နောက်ထပ်ပွဲတွေကတော့ကျွန်တော်ဟိုဟန်နဲ့ Brighton ရဲ့ပွဲကိုကျွန်တော်တွေးထားရပါတော့Fulham ဘက်ကတေးအနှုတ်30ဘော်ကြီးပေးထားတယ်ကိုပေါင်းကြီးက3ပေါင်း60ဖိတဲ့တွေးဆိုဝေအရတော့ Fulham ကအေဝဲမှာဆိုလို့ရှိရင် Brighton ကိုတာတယ်ဗျ Premier League မှာ2019နောက်ပိုင်းတွေးဆိုမှုတိုင်းမှာ Fulham တစ်ချိန်မှမရှုံးဘူး9ချိန်တွေ့ထားတယ်4ချိန်အနိုင်ခံပြီးတော့တစ်ချိန်မဲ့တည်ကြထားတယ်ဆိုတော့ Fulham ကအေဝဲမှာ Brighton ကိုအမြဲတမ်းအသာရနေတဲ့အတင်းပေါ့နော်လက်ရှိ Fulham ရဲ့ခြေတွင်းကလည်းရာသီအစတွေကလက်ရှိအချိန်ကြီး Premier League မှာ Arsenal ကိုပဲဂိုးမသွင်းနိုင်ခဲ့ရအေဝဲမှာဆိုလို့ရှိရင်ကျန်တဲ့ပွဲတွေနဲ့အကုန်လုံးမှာအေဝဲမှာတကူတော့အနေဆုံး Fulham တွင်းနေရှိရဲဆိုတော့ Fulham ဘက်ကဂိုးရဖို့တော့မခက်ဘူးလို့ကျွန်တော်မြင်တယ်ပေါ့နော်တစ်ဖက်က Brighton ကလည်းနောက်ဆုံး5ပွဲသက်ဂိုးပေါက်ပြန်တွေ့နေတဲ့အသင်းလည်းဖြစ်နေတယ်နောက်တစ်ချက်ကကြတော့ Brighton အနေနဲ့3ပွဲသက်ထပ်ပို့ပြီးတော့ဂိုးမအောင်ဘူးပွဲသက်ဂိုးပေါက်တာက Brighton အတွက်အများဆုံးပဲလက်ရှိမှာလည်း Brighton 3ပွဲသက်ဂိုးပေါက်ပြီးပါပြီဘန်လီယို2စီ Man City နဲ့ဘုံမောက်ကို1-1တေးကြပြီးတော့ဂိုးတွေအောက်ထားတဲ့အတွက်ကြောင့်မလို့ဒီပွဲတော့အပြန်အလှန်ဂိုးတွေနဲ့ကျွန်တော်အနေဆုံး3ဂိုးတော့ရောက်သွားမယ်လို့ကျွန်တော်ထင်တယ်2-2တပောက်ကိုကျွန်တော်ကြိုက်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီပွဲကိုတော့ကျွန်တော် Fulham ထက်ကျွန်တော်ဂိုးဖို့ပဲပို့ပြီးတော့ရွေးချယ်ခြင်းတယ်နောက်ထပ်ပွဲတွေအနေနဲ့ဘုံမောက်နဲ့လီဗာပူးနဲ့ပွဲကိုကျွန်တော်ရွေးထားတယ်ဒီပွဲတွေမှာလီဗာပူးဘက်ကနေပြီးတော့1ပေါင်း90ပေါ်ကြီးပေးထားတယ်ကိုမောက်ကြီးက3အပေါင်း30ပေါ့နော်လီဗာပူးကလည်းလက်ရှိမှာ၄ပွဲသက်တည်ကြတာတဲ့အသင်းဆိုတော့ဒီပွဲမှာတော့ဘုံမောက်ကိုအနိုင်ခံမှုလိုအပ်နေပြီဘုံမောက်ကလည်းတခြားအသင်းကြီးတွေကိုဒါရှေ့ကန်လိမ့်မယ်ဗျာလီဗာပူးနဲ့တွေ့လို့ရှိရင်ဘုံမောက်အမြဲတိုင်ပတ်လေးရှိရပါတော့အိမ်ဝင်အိုးဝင်ရွေးပေါ့နောက်ဆုံး6ကြိမ်တွေ့ဆုံမှုမှာလည်းလီဗာပူးဘက်ကအိမ်ပဲအနိုင်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီပွဲစဉ်တော့လီဗာပူးပဲအနိုင်ခံတော့မယ်လို့ကျွန်တော်မြင်တယ်ဒီပွဲပြီးရင်လည်းနယူကာဆယ်တို့မန်စီးတီးတို့နော်ကစားခက်တဲ့ဆန်နာလန်ကိုအဝေးပွဲမှာတွားကန်ရမှာလို့ရှိနေတဲ့အတွက်ကြောင့်မလို့လီဗာပူးအတွက်နိုင်ပွဲရပါလို့ရှိရင်အမြဲတမ်းလိုအနိုင်ရနေရဖြစ်တဲ့ဒီဘုံမောက်ကိုပဲနိုင်ပွဲရသွားမယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ချန်ပီယံလိမှာလည်းအဝေးပွဲမှာမာစီကိုနိုင်ပွဲရလာတဲ့အတွက်ကြောင့်မလို့စိတ်တက်ပိုင်းလည်းကြွနေမယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ကျွန်တော်ဒီပွဲမှာတော့ကျွန်တော်လီဗာပူးကိုပဲကျွန်တော်ရွေးချယ်ခြင်းတယ်ပွဲကတော့ကျွန်တော် personally နည်းနည်းတော့ပါတယ်ပေါ့ဗျာကျွန်တော်လည်းလီဗာပူး fan ဆိုတော့ပုံမောက်ကိုတော့လီဗာပူးအနိုင်ခံမယ်လို့ပဲကျွန်တော်မြင်ပါတယ်ဗျနောက်ထပ်ပွဲတွေကတော့ယူနီယံဘာလင်နဲ့ဒေါ့မွန်နဲ့ပွဲဒီပွဲစဉ်မှာဒေါ့မွန်ဘက်ကနေပြီးတော့တေးအနှုတ်80ပေါ်ကြီးပေးထားတယ်ဒိုးနှုတ်90ကိုပေါင်းကြီးပေးထားတယ်ပေါ့ဒီနေ့ညဂျာမန်ပိုဒက်စလီဂါမှာကိုပေါင်းကြီးအနုဆုံးပွဲစဉ်ပေါ့နော်အထူးအချက်ကတော့ယူနီယံဘာလင်ရဲ့ခံစစ်အကြောင်းတောက်နာတဲ့ပါတယ်လို့ဒေါ့မွန်ကဒီပွဲပြီးရင်အင်တာမီလန်နဲ့ချန်ပီယံလိကံဖို့ရှိတဲ့အချက်လည်းပါတယ်ပေါ့နော်ဒေါ့မွန်အနေနဲ့ရှေ့ပွဲစဉ်မှာစပါးကိုချန်ပီယံလိမှာရှုံးလိုက်တဲ့အတွက်ကြောင့်မို့လို့နောက်ဆုံးပွဲအင်တာနက်ပွဲကတော်တော်လေးအရေးကြီးသွားပြီဗျ။ဘာကြောင့်လဲဆိုတော့အင်တာကလည်းအမှတ်လိုနေအပ်တယ်ဆိုတော့ဒေါ့မွန်အခုကံယူနီယံဘာလင်နဲ့ပွဲတင်တဲ့အဲ့အင်တာနက်ပွဲကိုပဲပို့ပြီးတော့အာရုံစိုက်မယ်လို့ကျွန်တော်ထင်တယ်နောက်တစ်ချက်ကချန်ပီယံလိတွားမကန်ခင်ကန်ရတဲ့အဝေးကွင်းပရိုဒက်စတီကပွဲနေနိုင်မှာဒေါ့မွန်ကဂိုးအောက်ထားတယ်ဗျအဲ့ဒီအချက်လည်းရှိနေတယ်ဆိုတော့ကျွန်တော်ဒီပွဲမှာတော့ကျွန်တော်ဘော်ဒီဆက်ကျွန်တော်ဂိုးအောက်ကိုပဲကျွန်တော်ရွေးချယ်ခြင်းတယ်နောက်ထပ်ပွဲတွေကတော့ပြင်သစ်လီဂူကလီဟာဘရီနဲ့မိုနာကိုရဲ့ပွဲပေါ့နော်ဒီပွဲတွေမှာမိုနာကိုဘက်ကနေပြီးတော့တေရနှုတ်90ဘော်ဒီကြီးပေးထားတဲ့ခုပေါင်းရှိရ3ပေါင်း40သူတို့ပြမိုနာကိုအဲ့တော့လက်ရှိမှာတော်တော်လေးအခြေအနေဆိုးနေတဲ့အသင်းပေါ့ချန်ပီယံလိမှာဆိုလို့ရှိရင်လည်းရီယယ်မက်ဒရစ်ကို6ဂိုးတကူနဲ့အောင်မှရှုံထားတယ်နောက်ရတော်တော်လေးအားနည်းနေတယ်နောက်တစ်ချက်ကမိုနာကိုအနေနဲ့ဒီဟာဒီမှာအဝေးကွင်းကစားထားတဲ့အပြိုင်ပွဲအကုန်လုံးမှာဘိုတိုကလင်းနဲ့တပွဲချန်ပီယံလိမှာဘိုတိုကလင်းနဲ့တပွဲပဲဂိုးမပေးရတာကျန်တဲ့ပွဲတွေအကုန်လုံးဂိုးပေးရတယ်ဆိုတော့ဒီပွဲမှာလည်း
လီဟာဘရီအနေနဲ့ဂိုးရပါမယ်လို့ကျွန်တော်ထင်တယ်လီဟာဘရီဂိုးရပါပြီဆိုလို့ရှိရင်တော့မိုနာကိုနိုင်လောက်တော့မယ်လို့ကျွန်တော်မထင်ဘူးဗျာဒီပွဲပြီးလို့ရှိရင်လည်းဂျိုပင်တက်နဲ့အိမ်ပွဲမှာချန်ပီယံလိကစားဖို့ရှိတယ်ပြောရင်မိုနာကိုကချန်ပီယံလိမှာလည်းနည်းနည်းလေးမျှော်လင့်လို့ရသေးတော့ဒီပွဲထက်အဲ့ဒီချန်ပီယံလိပွဲတွေကိုပဲပို့ပြီးတော့အာရုံစိုက်နေမယ်လို့ကျွန်တော်မြင်တယ်နောက်တစ်ချက်ကလီဟာဘရီကနေပြီးတော့မိုနာကို2008ခုနှစ်နောက်ပိုင်းမှာနှစ်ကြော်လုံးမရှုံးဘူးဗျဒီပွဲတွေမှာနှစ်ကြော်လုံးမရှုံးဘူးဒီရာဒီပထမအကြောမှာတော့လည်းမိုနာကိုအိမ်ပွဲမှာလီဟာဘရီရှုံးသွားပြီဆိုတော့ဒီပွဲတော့အနေဆုံးတည်ခံမလို့ကျွန်တော်မျှော်လင့်မိတယ်ဆိုတော့ကျွန်တော်ဒီပွဲတွေကိုမိုနာကိုရဲ့အခြေခံကိုလည်းမကြိုက်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်လီဟာဘရီကိုပဲကျွန်တော်ပြေးချင်တယ်နောက်ဆုံးပွဲတွေအနေနဲ့ဗီလာရီယယ်နဲ့ဗီယက်မထွက်တဲ့ပွဲကိုကျွန်တော်ရွေးထားတယ်ဒီပွဲစဉ်မှာဗီယက်မထွက်ဘက်ကနေပြီးတော့တေးအနှုတ်80ဘော်ဒီရေးပေးထားတဲ့ခုပေါက်ရှိရ3နှုတ်လေးတယ်ဗီလာရီယက်ကလက်ရှိမှာအိမ်ဝင်းမှာတပွဲပဲရှုံးသေးတယ်ဗျအဲ့ပွဲကလည်းရီယာထိတ်ကဘာစီလိုနာကိုZ2နဲ့ရှုံးလာတာကျန်တဲ့ပွဲတွေမှာတော့10ပွဲနိုင်ပြီးတပွဲတည်ကြထားတယ်ပေါ့နော်တစ်ဖက်ကရီယက်ကလည်းအဝေးပွဲမှာတပွဲပဲရှုံးထားတဲ့အထိပေါ့နော်ဆိုတော့ရီယက်အနေနဲ့ဘာစီလိုနာလိုမျိုးဗီလာရီယက်ကိုအဝေးပွဲမှာတွားပြီးတော့အနိုင်ခံနိုင်လားကြည့်ရမယ်ဒါပေမဲ့တစ်ချက်ရှိတာဗီလာရီယက်ကချန်ပီယံလိကိုလက်လွှတ်လိုက်ပြီးဒီစပိန်လာလီဂါကိုပဲပြန်ပြီးတော့အာကိုစိုက်တော့မယ်အသင်းပေါ့နော်အေခွဲမှာဘာစီလိုနာကိုရှုံးတော့ကလည်းဗီလာရီယက်ကအနီးကထိခဲ့တယ်ဗျပယ်နယ်တီတကူပေးရတယ်ပြီးတော့အနီးကထိသွားတယ်ဆိုတော့အဲ့ဒီနောက်ပိုင်းမှာရှင်းမကန်နိုင်တော့တာပေါ့နော်အစောပိုင်းမှာတော့ဗီလာရီယက်ဘာစီလိုနာကိုရှင်းကန်နိုင်ရဗျဆိုတော့ဒီပွဲစဉ်မှာလည်းဗီယက်မက်ဒရစ်ကိုဗီလာရီယက်အနေဆုံးသိရကန်နိုင်အောင်လို့ကြိုးစားမယ်လို့ကျွန်တော်ထင်တယ်နောက်တစ်ချက်ကဗီယက်မက်ဒရစ်လက်ရှိနေပြအိမ်ဝင်းမှာပဲနိုင်ပွဲတွေယူပြထားတာဗျအဝေးဝဲနိုင်ပွဲမယူပြရသေးဘူးကိုပါတန်ရီမှာဆိုလို့ရှိရင်လည်းအသင်းလေးကိုအဝေးပွဲမှာ2-2နဲ့ရှုံးထားတယ်ပေါ့နော်ဆိုတော့ဒီပွဲစဉ်မှာလည်းဗီလာရီယက်ကိုတေးတမန်တော့ဗီယက်မက်ဒရစ်ပေးရမယ်လို့ကျွန်တော်ထင်နေတယ်ထိတ်တွေ့ဆုံမှုနောက်ဆုံး9ချိန်မှာဆိုလို့ရှိရင်လည်းဗီလာရီယက်က2ချိန်ပဲရှုံးထားတာဗျတေး6ချိန်ကြာပြီးတော့တပွဲတော်နိုင်ထားသေးတယ်ဆိုတော့နောက်ဆုံး9ချိန်မှာ2ချိန်ပဲရှုံးထားရဆိုတဲ့ရလက်ကတော်တော်လေးကိုကောင်းတဲ့ရလက်လို့ကျွန်တော်မြင်တယ်ပေါ့နော်ဗီလာရီယက်ဒီပွဲမှာရီယက်မက်ဒရစ်ရှိကနေပြီးတော့တေးတမတ်ယူမယ်လို့ကျွန်တော်ထင်မိတယ်ဆိုတော့ကျွန်တော်ဒီပွဲကိုတော့ရီယက်ကိုဖက်ခံမိလားကျွန်တော်ဗီလာရီယက်ကိုပဲကျွန်တော်ကြိုက်မိတယ်ဆိုတော့ဒီနေ့ညတော့ကျွန်တော်အကြိုက်တွေ့မိတဲ့ပွဲစဉ်10ပွဲကိုရွေးချယ်ပေးခဲ့တာပါညီကိုတို့အဆင်ပြေအောင်လို့လည်းကျွန်တော်မောင်းတွဲလေးတွဲပေးထားရပါတော့အကြိုက်တူရဆိုလို့ရှိရင် like ဆော့လို့ရပါတယ်ညီကိုတို့အကြိုက်တူတဲ့ပွဲလေးတွေပဲဖယ်ပြီးတော့ပဲမောင်းတွဲဆော့ရင်လည်းဆော့ပါတော့ဒါတော့ညီကိုတို့ရဲ့သဘောပါကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ခဲ့ဖို့အတွက်တောင်းဆိုချင်ပါတယ်ကျွန်တော်ရဲ့ Telegram channel လေးကိုလည်း join ထားပေးဖို့အတွက်တောင်းဆိုချင်ပါတယ်ကျွန်တော် comment မှာကျွန်တော်ရဲ့ Telegram channel လေးကိုကျွန်တော်ချထားပေးပါမယ်အားလုံးပဲဒီနေ့ညလည်းအပေါင်းကြပါခင်ဗျာ